ရှင်ဒီနေ့မှာတော့နေရာစာတွပီနဲ့မာယာဆိုင်အိမ်ဆိုတဲ့စာအုပ်အခန်းလေးကိုဆက်လက်ဖတ်ပြမှာဖြစ်ပါတယ်ပုတ်ဟောဆရာတို့ဘာတန်လေးပြုကျွန်ုပ်လည်းတေးချစီရဲ့နားထောင်ကြည့်ရာတပုတ်ပုတ်မိတန်ကထင်ရှားစွာထွက်ပေါ်နေကြပြီးတော့အဲ့ဒါပဲအိမ်မက်ထဲကအတန်းဆရာတို့ဒါအိမ်ပေါ်ထက်ကထွက်လာတဲ့အတန်းပဲဗျအပေါ်ထက်မှာလီတိုင်းနေတော့ခန်းစီတွေကလှုပ်နေမယ်ဗျခန်းစီအလယ်မှာတွဲလောင်းကြနေတဲ့ကျိုးကလေရှိန်နဲ့ရံပြီးဗီဒီယိုကိုသွားတိုက်ရာကထွက်လာတဲ့အတန်ပဲဗျဒါအဲ့ဒီကျိုးမှာလူတယောက်ဇွဲချိုးချတည်နေတယ်အဲ့ဒါကျွန်တော်မှတ်တဲ့အိမ်မက်ပါပဲဘိုက်ကလေးကအလွန်တရာကြောက်ရွံ့နေချေပြီးကျွန်ုပ်လည်းကြာတော့ထိုးမိတန်ကြီးကိုတင်းကြီးမခံနိုင်တော့အိမ်အပေါ်တက်သို့တက်ကြည့်ရန်ဆုံးဖြတ်လိုက်သည်ဆရာတို့ဒါပဲလေဗျအပေါ်တက်မယ်လေလေးလာရတာပေါ့ဟင်းတက်နေဆရာတို့တရေနဲ့တွေ့မယ်လာပါကွာဘိုက်ကလေးကတရေနဲ့တွေ့တော့လေနှုတ်ဆက်လိုက်တာပေါ့ကျွန်ုပ်ကဝင်းစားစွာဖြင့်ထွက်လာလေလျင်ဘိုက်ကလေးကကြောက်လက်တကြားဖြင့်နောက်ပါမှလိုက်လာခဲ့သည်ဒီတူးသမများနှင့်တပုတ်ပုတ်မိတန်အပြင်ကျွန်ုပ်တို့ချင်းနေလိုက်တိုင်းတကြွကြွမိတန်မှာထွက်ပေါ်နေ၏တကားကိုဖွင့်ကြည့်ရာမှန်၏ပွင့်နေသောပရင်းမှလေရိုင်းများဝင်ကခန်းစည်းစားတို့ကတက်လူလွနေခြင်းပေသည်ထူးဆန်းဖွယ်ထုတ်တမ်းမှတွဲလောင်းကြနေသောကြိုးကြီးတစ်ချောင်းသည်လေရှိန်ဖြစ်ရန်ကအနီးရှိဗီဒီယိုကိုရိုက်ခတ်နေ၏ဘိုက်ကလေးကသူ့အိမ်မက်ထဲမှအဖြစ်ပြက်နှင့်အပြင်တွင်တိုက်ဆိုင်လာသဖြင့်အံ့ဩနေစေတော့သည်ဘိုက်ကလေးမင်းအိမ်မက်ကဟုတ်ကောဟုတ်ရဲ့လားကွာရောင်မီးများထားကြည့်ခဲ့သလားဟုတ်ပါဆရာတို့ရဘလို့မှမသိဘူးကျွန်ုပ်တို့လည်းပရင်းတကားများကိုပိတ်လိုက်သည်စိတ်ဝင်စားစရာအခန်းလေးကိုစိတ်ငူလိုက်၏အခန်းထဲတွင်စောက်စင်ကြီးကဟိထားနေ၏ဗီဒီယိုတစ်လုံးရှိ၏ရှေ့ခေတ်သက်ဆက်တစ်လုံးလည်းရှိပါသည်ဇပွဲနှင့်ကလထိုင်ကရှေ့တုံးကလည်းရာဟာဆရာတို့ဒီပုဂ္ဂိုလ်ကြီးဗျဟင်ဘာဖြစ်လို့လဲဘိုက်ကလေးကျွန်ုပ်မောကြည့်ရာစီစေးပကြီးကတစ်ချက်ကိုတွေ့ရ၏ရှေ့ကျသောရှမ်းလူမျိုးတအူ၏ပုံစံဖြစ်သည်နာမည်ကိုလည်းရေးထိုးထား၏ဆက်ဟုံဖတဲ့နှခမ်းမွေးကခေါင်းပေါင်းရင်ဘောအင်ကြီးနဲ့အလွန်တရာခံရလာသောပုံကိုကြီးပါပဲဆရာတို့ဒါကျွန်တော်အောက်ထက်ကမှန်ထဲမှာမြင်တွေ့လိုက်ရတဲ့လူပဲပြီးတော့စောစောကအိမ်မက်ထဲကလူကြီးကလည်းဒီလူကြီးပဲဗျဖះကျွန်ုပ်လည်းထူးဆန်းလာသောဘိုက်ကလေးအဖြစ်ကိုကြည့်ပြီးအံ့ဩနေမိသည်ဤအိမ်ကြီး၌ဟိုးအတိတ်ကမိတို့သောအရှုပ်တော်ပုံများရှိခဲ့ပါသည်။စဉ်းစားရကြပါပြီဗီဒီယိုကြီးကိုဘိုက်ကလေးကဆွဲဖွင့်ကြည့်ရာတကားဖွင့်လင်ပွင့်ခြင်းအတွင်းမှထွက်ကြလာသည်ကဘဘူးရုပ်ကြီးတစ်ခုရင်းမိန်ကလေးကဘိုက်ကလေးကိုလှမ်းဖက်ချပြီးဒီဘိုက်ကလေးပက်လက်လန်ကြ၏ရင်းမိန်မပြိုကဘိုက်ကလေးအပေါ်ထပ်မှဖတ်ထားလေသည်ဆရာတို့ရေလောက်ပါအောင်ဗျကျွန်ုပ်လည်းရုတ်တရက်ဆိုတော့လမ်းပြန်သွားပြီးတပည့်ကြီးအားချက်ချင်းကဲစေလျင်ဤမိန်ကလေးမှာတက်ရှိမဟုတ်ပဲအယုတ်ကြီးတရုတ်သားဖြစ်နေတော့သည်ဟာဒါတစ်တာဘဘူးရုပ်ကြီးပဲဟာထူးဆန်းပါပဲဆရာတို့ရဲ့ကျွန်ုပ်တို့လည်းထိုအခါမှငွားထက်ရည်ရတန်ဖြစ်ရပါတော့သည်ဒီစောက်အောင်ဖားဆိုတဲ့လူကြီးကအနုပညာသမားထင်တယ်ပြို့ဒါသူထုထားတဲ့ဗဘူးရုပ်တွေထင်တယ်အောက်ထပ်မှာတွေ့ခဲ့တဲ့ပုံစံမျိုးနဲ့ထုထားတဲ့အယုတ်တွေကလည်းသူ့လက်ရထင်တယ်ပြို့လက်ရတော့မြောက်သက်ဟိဗီဒီယိုတွင်း၌ကရှေးဟောင်းကျန်းစာအုပ်များတွေ့၏ကျွန်ုပ်လည်းဗီဒီယိုပေါ်မှစောင်းကိုကောက်ကင်ကြည့်သည်ထိုစဉ်ကကျွန်ုပ်နှင့်ဘိုက်ကလေးမှာ15ပေများกว่า၏ညအခါမို့တဲကွဲစွာတော့မမြင်ရထိုစဉ်ကျွန်ုပ်သည်စောင်းကိုကောက်ကင်ရုံသာရှိသည်စောင်းတီးတန်ကတာယာပြင်းညင်းစွာထွက်ပေါ်လာပါပြီတကားပတ်ပြိုးတန်သည်ကျွန်ုပ်လည်းကျွန်ုပ်မတီးရပါပဲနဲ့သူ့ဘာသာသူအတန်ထွက်လာသောစောင်းကြီးကိုပြစ်ချမိပြုစဉ်အလိုဆရာတို့စောင်းတီးနေသလားပြို့တဲလဲနဝင်ပြရန်ရှိပါလားဗျာဆက်တီးပါအောင်ဆရာတို့ကအမဲလိုက်တင်ကျွမ်းတာမဟုတ်ဘူးပဲဂီတမှာလည်းအထုံပါရမီပါတာပဲပြို့တဲလဲစောင်းတီးတော်ပါပြီသားနဲ့ဘယ်ဆရာစီမှာတင်ခဲ့တာလဲပြို့ဒါကဆရာတို့လူပြိုပေါ်ရတယ်ကတင်ခဲ့တာပေါ့နော်ဘိုက်ကလေးကစောင်းစင်ကိုမှုရင်ကျွန်ုပ်စီထမလာနိုင်စောင်းကင်ထားသောကျွန်ုပ်ကိုသာအလွန်တရာချီးမွမ်းကမ်းဖွင့်နေကြရာကျွန်ုပ်မှာစောင်းကိုလက်မချရန်ဝင်လင်းနေ၏အထင်ကြီးလက်စားနဲ့ကြီးပါစေတော့ဘိုက်ကလေးထူးဆန်းလာသည့်စောင်းသေးရဲပါလားပြို့ကောက်ကင်လောက်ရုံနဲ့နဝင်ပြရန်သူ့လက်တံကိုဖန်တီးနိုင်စွမ်းရှိပါပြီတီလုံးကအထက်ထက်ကြော့နေ၏ကျွန်ုပ်လည်းစောင်းတရန်ဆောင်ရသည်မှာကြာတော့ကြောက်လဲကြောက်ညောင်းလဲညောင်းလာကြီးရာချမိပြူစဉ်ဘိုက်ကလေးချိုက်လာသဖြင့်ကျွန်ုပ်တီးတီဟုမဟုတ်ကြောင်းပေါ်သွားမည်ဆိုကမချပြစ်ချေဤညောင်းလာသည်ဗျညောင်းလဲခဏတော့စတိပါအောင်ပြို့ကျွန်တော်နားထောင်လို့မရသေးလို့ဆရာတို့ရဲ့ဒါထက်ဆရာတို့လက်တံကြီးပဲလားတချင်းလေးပါလေးဆိုပါအောင်လားဗျထိုစဉ်စောင်းတန်ညင်ညင်ညောင်းညောင်းနဲ့အတူထဲဝါခန့်ညာသောတချင်းဆိုတန်ကဆွေးဆွေးမြင်းမြင်းထွက်ပေါ်လာကြီးရာစောစောကမရဟုပြောခဲ့သောကျွန်ုပ်လည်းဘိုက်ကလေးယုံကြည်စေရန်ပါဇက်လှုပ်ရည်လိုက်ဝါဆိုရသည်
သူ့ဆောင်များနဲ့သူအလုံးရှုံနေသောဘိုက်ကလေးကကျွန်ုပ်ကိုတစ်ချက်တွေကြည့်ပြီးလွန်စွာမှအံ့ဩကနှစ်ထောင်အားရရှိလာပါပြီကောဟာတဲတော်တဲ့ဆရာတော်ပဲပြို့အစိုးရလုပ်ဖို့ကောင်းပါပြီဆရာတို့သာမြန်မာတန်ဆိုရင်လွှမ်းမိုးတို့သူ့မောင်တို့တွေဖျားလောက်တယ်ပြို့ကျွန်ုပ်ကမကြည့်သွားဖြစ်နေရသည်ဆက်ပြီးဝါး၍ဟဲနေရသည်မပြီးနိုင်သောစောင်းတရေကိုသာထက်ထက်ကျိန်ဆဲမိတော့သည်အတီးဖြစ်မရက်အဆိုပါနှိပ်စက်သဖြင့်မြစ်တာပါပို့မိ၏တော်သေး၏ဘိုက်ကလေးကျွန်ုပ်နာကလာလျင်တချင်းပြီးနေတိုက်ဆိုင်ကြီးရာရက်တော်သဖြင့်အသက်ရှူချောင်ရသည်ဆရာတော်တယ်ဗျာဒီပညာတွေကိုတပည့်ကြီးကိုမသိပေးကြလို့ရှိုးထားတာလားပြို့ဟီဟီမအားလို့ပါကွာကျွန်ုပ်ကစောင်းကြီးကိုရုပ်တရက်မချရဲသေးကြမတော်ချထားပြီးမှစောင်းတန်ထွက်ပေါ်လာလျင်ကျွန်ုပ်ကကမန်းကရန်ပြန်ယူရတော့အလိန်ပေါ်ရပြီချိန်ကျွန်ုပ်တို့ဆရာတပည့်ကရင်းကဲသို့ကြွားစရာမရှိကြံဖန်ကြွားတတ်တော်သူများပင်ဖြစ်ပါသည်အခန်းလေးဘိုက်ကလေးနှင့်ဦးမင်းနှင့်ချစ်သူနေတော်မြင့်မှကျွန်ုပ်တို့နိုးခဲ့ကြသည်အပေါက်များမှနေအောင်ကြီးမှကျွန်ုပ်တို့ကိုဝင်းပစွာနှုတ်ဆက်၏တမိုးတောက်ခဲ့ကြပြီးအိပ်ပုတ်ကြီးသောတပည့်ကိုညင်သာစွာနှိုးရ၏ထဆန်းကွာနိုးကြအောင်မရှိဘူးအိတ်ကောင်းချင်းမအိပ်ရပါလားနော်ညကမအိတ်ခင်ကတရေကြောက်တယ်အိတ်သွားတော့လဲတရေကိုမေ့နေရောပြို့ဘိုက်ကလေးကပြင်းကြောဆွဲရင်ဒီစာအုပ်ကြီးပြို့ညကကျွန်တော်အပေါ်ခန်းကယူလာတာကြည့်ရတာဒီအိမ်သားတွေရဲ့ဘိုးစင်ပေါင်းဆက်ရာဆိုရင်ထင်တယ်ကျွန်ုပ်ဒီစာအုပ်ကိုယူရေးလှန်လို့ကြည့်လိုက်ရအလိုဒီလူကြီးပုံကဟိုပကြီးကားတွေကပုံပါပဲလားဟုတ်တဲ့ဟဲ့ဒီဝစာအုပ်ကြီးဟာဒီအိမ်ကြီးရဲ့ရာဇဝင်ပဲကွာလာကွာအောက်စင်မျက်နှာတင်မဲ့ခြံဆောင်ကြီးကိုညကကြုံတွေ့ခဲ့တာတွေပြောကြစို့ကျွန်ုပ်တို့လည်းအောက်သို့ဆင်းခဲ့ကြသည်အိမ်ကြီးကနေရများခေါမိုးများလုံခြုံခြင်းမရှိကြရတော့ကအလင်းရောင်များဝင်နေသဖြင့်ပရင်မောက်မဖွင့်သေးပဲလင်းချင်းနေ၏မိဖို့ခံနဲ့ဝင်ခဲ့၏ညကဆလောင်ဖုံကသူကြားနေသောနေရာတွင်မရှိတော့သူ့အဖိုးပေါ်တွင်သူ့အိုးပေါ်တွင်သူ့အခန်းသာရှိနေပြီးဆလောင်ဖုံတရေကိုတိုးမိပြီးကြောဆင်ရသည်မျက်နှာတစ်ပြီးခြံထဲဆင်းခဲ့၏ခြံကြီးကကျယ်ဝန်းလာပါပြီတောင်အလေးကျပေါရောက်နေသောခြုံနယ်ပိတ်ပေါင်းတို့ဖြင့်လမ်းကမရှိတောရိုင်ပန်းတို့ကလည်းအသွေးစုံပွင့်နေသည်လူမနီးသူမသိနီးတော့တောင်ကုန်းမြင့်ပေါ်မှအိမ်ကြီးပါပဲခြံဆောင်ကြီးကိုအရေးရောင်များပဲမတွေ့ရကျွန်ုပ်တို့လည်းခြေဆန်းလက်ဆန်းအညောင်းပြေလမ်းလျှောက်ထွက်ခဲ့ကြတော့၏တောင်ကုန်းနှင့်တွင်ပြင်တို့ပေါင်းဆက်မြင်ရသည်တတုံတိုက်ခတ်နေသောမြောက်ပြန်လေသည်တောပန်းရရဲ့နက်များကိုတည်ဆောင်လာ၏အရွက်ချွန်အပင်များကဤအရွက်တင်ပေါ်များသည်ကျွန်ုပ်တို့ကဆက်လက်နေထိုင်ရန်အတွက်လိုအပ်သောရိက္ခာများကိုဝယ်ရန်အနည်းဆုံးဈေးသို့ထွက်ခဲ့သည်အနည်းဆုံးဈေးသည်ပင်2မိုင်ခန့်ဝေး၏10ရက်စာဝယ်ခဲ့သည်ဈေးဝယ်ရင်ထိုအိမ်ကြီးအကြောင်းစနေနာကြီးရာစက်သိန်းထားပွဲပါတကားအဲ့ဒီအိမ်ကြီးကဟိုခေတ်ကနှလောင်းပြိုင်သေးခဲ့ဘူးတာပေါ့ယောက်ျားကဇွဲချိုချသေးတယ်မိန်းမကဓာတ်ထုတ်ခံရပြီးသေးတယ်ရှင်တရေကလည်း6တလားမမေးနဲ့အားလုံးစင်ပြေးရတာကြီးပဲတခါကလွတ်လပ်နေခြင်းနဲ့လင်မယား2ယောက်လာတဲကြတော့တရေ6ခံရတာနဲ့မိန်းမကလန့်ပြီးမေ့မျောသွားတာစေးရုံကိုပို့ရပါရောလားတရေအပြင်ဥစ္စာသားပါရှိရဲ့ဆိုပါရောလားရှင်ထူးဆန်းပါပြီရဲ့ဗျာထူးဆန်းလာတဲ့ရှင်ညဘက်တွေမှာစောင်းတီးတန်ကြားရတယ်သပင်ဖားလျားနဲ့မိမပြိုလေးတယောက်စောင်းတလုံးပိုက်ပြီးတီးခတ်နေတာတွေ့ရဘူးတဲ့ပတ်ပြိုးကိုစိုးနေရများချွတ်ပြစ်နဲ့လူအစ်စ်တောင်ရှုံးပေးရမယ်တဲ့ရှင်အန်ရောဟာဒါဆိုစီရီထုတ်ဖို့ကောင်းတာပေါ့စီရီထုတ်ရင်စိုးစန္နာထုံတို့အရှုံးပေးရမယ်ဒါထက်ဆရာတို့အဲ့ဒီအိမ်ကြီးမှာသွားတဲမလို့မင်းနေတာလားရှင်ဟုတ်ကဲ့ကျွန်တော်တို့မိတ်ဆွေအဲ့ဒီအိမ်မှာရှိနေလို့သွားတဲမလို့ပါဗျာဖះကြီးအဲ့မှာလူမနေရနှစ်ချီကြနေပြီပေါ့ရှင်ရှင်တို့မိတ်ဆွေကဘသူများတော့ဟိုဇွဲကြိုးချပြီးတည်တဲ့တရေနဲ့စောင်းတည်ရဲ့ဥစ္စာဆောင်မှာကကျွန်တော်တပည့်ကြီးရဲ့ဦးမင်းရဲ့ချစ်သူပေါ့ဗျာဟာကျွန်တော်တို့ကရေမောပြီးထွက်ခဲ့ရဈေးတဲ့မိန်းမကြီးကကျွန်တော်တို့ကိုကြည့်၍အံ့ဩကြံရစ်ပါချက်ခြံဆောင်ကြီးအတွက်လည်းခေါက်ဆွဲကြော်တထုံဝင်ကြော်ခဲ့ရပါအောင်မယ်ဒီလူတွေတော့တရေနဲ့တွေ့ပြီးလိပ်ပြလွင်ကြံရစ်အောင်ပါပဲ